ပြန်ပြီဗျာအောင်ပြန်ပြီเนาะအဲ့တော့မနေ့ကကျွန်တော်3.5ခွန်29ဆိုပြီးကျွန်တော်ပေးတယ်မနက်ခင်းရောညနေခင်းရော9ခွန်80ဇုံရိုက်တာဗျာတော်တော်လေးကိုလှတယ်เนาะအဲ့တော့ကျွန်တော်အခမဲ့စာသုံးခွေတယ်ကျွန်တော်ပြောတယ်အဲ့ဒီခွေကိုအင်္ဂါဗုဒ္ဓဘူးကြတာပြီး3ရက်စောဆိုပြီးကျွန်တော်3.5ခွန်29စာသုံးနေတယ်ကျွန်တော်ပေးတယ်အဲ့ဒါနဲ့မနက်ညနေလာတယ်ဒါတင်ပဲမဟုတ်ဘူးဗျာအင်္ဂါမိသားစုတွေလည်းကျွန်တော်မိသားစုကဟူးမကျော်ကာကွက်မိတယ်အဆင်ပြေတယ်เนาะဆိုတော့ဒီနေ့ကျွန်တော် modern internet ကြည့်လိုက်တဲ့ခါကျတော့3.1ဆိုကျွန်တော်တွေ့တယ်ဗျာเนาะ4 break 5 break တော်တော်လေးကိုလှတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ထင်တယ်ဒီနေ့လည်းစတက်မီငိမ့်တော့တယ်ဒါကြောင့်ကျွန်တော်လက်မတွေနှိပ်ပြပါအောင်ဗျာလက်မတွေ okay လက်မတွေနှိပ်ပြီးသွားပြီဆိုကျွန်တော်စမယ်ပထမဆုံးစပြောမှာကဘာလဲဆိုရင်ကျွန်တော်တို့ဒီနေ့3.1ဆိုတော့เนาะ4 break 5 break ဆိုတော့အဓိကကန်ရမယ့်ရွှေကီးရပါเนาะတကြနာထောင်ပေးပါရွှေကီးရ469ဆိုတဲ့ကီးပါခင်ဗျာ469ဆိုတဲ့ကီးပါเนาะ469ဆိုတဲ့ကီးကိုအဓိကကင်မယ်ကျွန်တော်ဘာနဲ့ကတ်မလဲဆိုရင်15နဲ့ကတ်ပါเนาะ469 15နဲ့ကတ်โอเคပြီးသေးကိုကြံသေးတယ်အခမဲ့စာသူအခွေဒါနဲ့ဆိုကျွန်တော်နောက်တစ်ခွေထပ်ပေးမယ်ပထမတစ်ခွေလည်းအောင်ယူရပြီဒုတိယတစ်ခွေလည်းအောင်ယူရပြီအခုကျွန်တော်3ချိန်မြောက်အခွေပေးမယ်เนาะဘာလို့လဲဆိုတော့စောတိလို့ပေးတာပုံမှန်ဆိုရင်ကျွန်တော်တိတ်ပေးလေးမရှိဘူးเนาะတကတ်ပြီးကျွန်တော်နားလိုက်တယ်โอเคအဲ့တော့ခုနပြောတဲ့ကျွန်တော်တို့469တင်5နဲ့ကတ်မယ်เนาะဒါကနေတိုက်เนาะနေတိုက်ကိုကျွန်တော်ပြောရနော်ဇာတိုးသွားဆော့စရာလုံးဝအကြောင်းမရှိဘူးโอเคလာပြီအခုဇာတိုးပြောမှာဒီနေ့ဘော်ဒဘူးကြာတာပြီးတောက်ကြ3ရက်အတွင်းမှာလာနိုင်မယ်အပူးထည့်ရမလားဆိုရင်ဘော်ဒဘူးနဲ့ကြာတာပြီးတော့ထည့်ရမယ်တောက်ကြနေမထည့်နဲ့เนาะโอเคအဲ့ဒါဘာခွေလေးလဲဆိုရင်တေချာနားထောင်ဝေးပါเนาะအခွေနည်းနည်းခက်ခဲတယ်63ညခွန်5နဲ့เนาะ63ညခွန်5နှစ်ဆိုတဲ့အခွေလေးပါဘော်ဒဘူးနဲ့ကြာတာပြီး2ရောက်ပဲအပူးထည့်မယ်ကျန်တဲ့နေ့ကိုထည့်စရာလုံးဝမလိုโอเคနောက်တစ်ခုအရေးကြီးတာကကျွန်တော်ဟိုးမကျော်အောင်ထားတာမလို့ကျွန်တော်တေးမကျော်ရှိမယ်တေးမကျော်မိသားစုဝင်ကျင်နေဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့699399591မှာလာရောက်ဝင်လို့ရတယ်ဒီနေ့တောင်ပြီးတော့တယ်အဲ့ကနန်းကနော်ဒီနေ့တောင်ပြီးတော့တယ်ဘော်တော်ဘူးနေ့တော့မှပြီးသွားမယ်ဆိုရင်တော့ကျွန်တော်နောက်တစ်ကတ်နောက်နှစ်ကတ်ရှိတယ်အရင်အားကောင်းတဲ့နှစ်ကတ်ရှိတယ်နော်အဲ့နှစ်ကတ်မထွင်ရင်တော့လုံးဝအဆင်ပြေပြီနော်ဒါမှမဟုတ်ဒီနေ့ကတော့ပြီးမယ်စောပြီးရင်အဆင်ပြေမယ်အားမဟုတ်မနေ့ပြန်ကူရမယ်ဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ကတ်ပဲကြံနေမယ်နော်တော်တော်လေးကိုလှလိုက်တာအဲ့တော့အားလုံးပဲလက်မတွေနှိပ်ပေးပါကျွန်တော်မင်္ဂလာရှိတဲ့ဗုဒ္ဓဘုရားကိုအတူတူပိုင်ဆိုင်ကြမှာမလို့လက်မတွေနှိပ်ပေးခြင်းအပြင်မင်္ဂလာအတူတူရှိပါမယ်